ကြေကွဲစရာလို့တချင်းကောင်းတွေကိုများစွာဖန်တီးနိုင်ခဲ့တဲ့ကိုလာကြီးဒါကျွန်တော်ချစ်စနိုးနဲ့ခေါ်တဲ့ကိုလာကြီးလို့ခေါ်တဲ့လာဇရုရဲ့တချင်းတွေကိုကျွန်တော်အမြဲတမ်းအမှတ်တရရှိနေခဲ့တယ်။ဒါကြောင့်လဲကျွန်တော်ဒီနေ့မှာအကိုညီကိုလိုခင်ရတဲ့အကိုရဲ့တချင်းတွေကိုပြန်တန်းတတဲ့အနေနဲ့ကျွန်တော်ဒီတချင်းလေးကို AI နဲ့ဖန်တီးထားတာလည်းဖြစ်ပါတယ်။ လမ်းကြီးမဆုံးခင်မှာနေဝင်သွားပြီးများစွာလင်းမဲမျိုးပြတဲ့ကိုစီတီတန်ကြောဖြတ်ခါအချင်းနဲ့အမုန်းဆိုတာကြောချက်ကဖဲလာရင်ဝင်မမေးအတွက်မုန်းရှိပါငါရဲ့ချစ်ချင်းများစောက်တီလာပြောစရာတိုင်းမြုံဘုံကလေးဟာအခုတော့ကြိုးပြက်ပြီးတနေရာစီဝေးကွာနေရပြီတင်းမကြိုးများဟာပြတ်တော့ပြက်စီကြအကျဉ်းသားတဲ့ကအချစ်လုံးကမာနတရားကြောင့်ဒုဝေးရချစ်လျက်နဲ့ဝေလို့နေလဲမင်းတို့ဆိုအမုန်းရှိပါကဘာဆုံးထိစချင်နေမှာယုံတော့ခွဲအလွမ်းများနဲ့နေရတွေ့လဲတို့နှစ်ယောက်တွေ့ပြီးဆုံးလာအကျဉ်းသားဆုံးလဲတွေ့ခွေရချင်တယ်